ချစ်တဲ့မိသားစုတယောက်စီတိုင်းကိုမင်္ဂလာနှစ်သိမ့်လေးပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့10ရက်5လ2025စနေနေ့ယနေ့ဒီကနေ့တစ်ထမှာထာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍ဆောင်မတော်မူပါစေသောထာဝရဘုရားသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအာမင်ချစ်တဲ့မိသားစုများဒီကနေ့စစ်စစ်ကြည့်ရှုပါဆိုတဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်ခွန်အားယူကြပါစို့ဟေဗြဲဝါဒစာအခန်းကြီး7အခန်းငယ်1ဖြစ်ပါတယ်ယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကွယ်ထိုသခင်သည်မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမှတ်ပဲလက်ဝါးကတိုင်၌ခံပြီးမှဘုရားသခင်၏ပလင်တော်လက်ရဘက်၌ထိုင်နေတော်မူ၏သခင်ယေရှုခရစ်ကျွန်တော်တို့ကိုရွေးနှုတ်ခဲ့တဲ့အရှင်ကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပြီးတော့မှလူစားတိခံယူပြီးတော့မှကြွလာတဲ့အရှင်ယေရှုခရစ်တော်ကသင်နဲ့ကျွန်ုပ်ကိုရွေးနှုတ်ဖို့အတွက်လာတဲ့အခါမှာလက်ဝါးကားတိုင်းမှာသူကြုံတွေ့ရမယ့်အရာကိုသူဂေဒရှင်မန်တဲ့ဥယျာဉ်ထဲမှာလွန်သွားနိုင်ရင်လွန်သွားပါစေဒါပေမဲ့ကျွန်တော်အလိုမဖြစ်ပါစေနဲ့ကိုရောအလိုတိုင်းဖြစ်ပါစေသူအတကုံဆုတောင်းတယ်မခံချင်ဘူးဒါပေမဲ့ကိုရောအလိုအတိုင်းဖြစ်ပါစေသူဝန်ခံသွားတယ်ပြီးတဲ့အခါမှာမိမိရှေ့မှာထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမှတ်ဘူးတဲ့တကယ်ဆိုရင်ကားတိုင်းမှာမတက်ခင်မှာသူ့အရှက်တကွဲအကျိုးနဲ့အမျိုးမျိုးလူတွေလောက်ကြပါတယ်ဒါပေမဲ့အဲ့ဒါကိုမမှတ်ဘူးတဲ့လက်ဝါးကားတိုင်းမှာခံပြီးတော့မှတဲ့ထမြောက်ပြီးတော့မှဖယားရဲ့ပလင်တော်လက်ရဘက်မှာပြန်ထိုင်တယ်ဒီအရာကကျွန်တော်တို့ရဲ့ယေရှုကိုယုံကြည်တဲ့သူတယောက်စီတိုင်းအတွက်အမတန်မှအရေးကြီးတဲ့အကြောင်းအရာသတင်းစကားလေးပဲဖြစ်ပါတယ်ချစ်တဲ့မိသားစုများ။ဘာကြောင့်လဲဆိုတော့ဒီစာအုပ်ဒီဟေဗြဲရဲ့ background ကိုကြည့်တဲ့အခါမှာဟေဗြဲယုံကြည်သူတွေကယေရှုကိုဆက်ယုံမလားယူဒဘာသာထဲကိုပဲပြန်ဝင်မလားဆိုတဲ့လမ်းစုံကိုရောက်နေတဲ့အခါမှာဟေဗြဲဆိုင်ရေးဆရာကယုံကြည်ခြင်းကိုအစအဦးစီရင်တဲ့ယေရှုကိုစစ်စစ်ထောက်ရှုပါဆိုတော့ဆင့်အားပေးတယ်။ယေရှုကိုယုံကြည်ပြီးတဲ့နောက်ပိုင်းမှာယေရှုကသူ့ကိုယုံကြည်တဲ့သူကသေလွန်တော်လဲရှင်လိမ့်မယ်ထာဝရအတွက်ဂတိပေးထားတယ်ယခုလက်ရှိအသက်ရှင်တဲ့အခါမှာကျွန်တော်တို့တစ်ခါလေကြုံတွေ့ရတဲ့အမှုအရာတွေကြောင့်ကျွန်တော်တို့ကစိတ်ပြတ်တတ်တယ်နှောက်ပြန်လက်တတ်တယ်အမှုတော့မဆောင်ချင်ကြတော့ဘူးဒီအခက်အခဲဒီဒုက္ခပြဿနာနဲ့တွေ့တဲ့အခါမှာအိုးပြန်လက်ချင်ကြတယ်လက်အားလျှော့ချင်ကြတယ်ဒါပေမဲ့ချစ်တဲ့မိသားစုများဒီနေ့သင်ကိုဒီနှုတ်ကပတ်တော်ကသင်နောက်ပြန်မလက်ဖို့အတွက်သင်ရှစ်ဆက်ယေရှုခရစ်ကိုစစ်စစ်ကြည့်ပြီးတော့မှဆက်သွားဖို့အတွက်ဒီနှုတ်ကပတ်တော်ကအပိတိုက်တွန်းထားတယ်ကျွန်တော်တို့ယေရှုကိုယုံကြည်ပြီးတော့မှယေရှုရဲ့အမှုတော်ထဲမှာရှစ်ဆက်သွားတဲ့သူတယောက်စီတိုင်းရဲ့လမ်းဆုံးပန်းတိုင်ကတော့တကက်ထာဝရဝမ်းမြောက်ခြင်းဖြစ်ပါတယ်ချစ်တဲ့မိသားစုများတနေ့ကျရင်လဲသူလာကြိုဆိုတဲ့အခါမှာလဲသာရုသစ္စာရှိသောငယ်သားကောင်းလို့သူရဲ့ချီးမွမ်းခြင်းကိုခံရမှာဖြစ်ပါတယ်ဒါကြောင့်ချစ်တဲ့မိသားစုများခဏတာကျွန်တော်တို့ကြုံတွေ့နေရတဲ့အမှုအရာတွေအပေါ်မှာတကယ်ပဲယေရှုကိုစစ်စစ်ကြည့်ရှုခြင်းကမလွယ်ဘဲနဲ့သာ၍ကြည့်ရှုခြင်းအဖြစ်တရက်တာဘဝအသက်တာတခဏတာလေးမှာအောင်မြင်သောခရစ်ယာန်အသက်တာယေရှုကိုစစ်စစ်ကြည့်ရှုပြီးတော့မှအောင်မြင်သောခရစ်ယာန်အသက်တာနဲ့ရှောင်လန်းနိုင်ဖို့အတွက်နှုတ်ကပတ်တော်အဖြစ်မြတ်တာနဲ့ဝင်ရတယ်။သင်ကိုဖျားသခင်သားရဲ့ကောင်းချီးပေးပါစေ။အာမင်။